ဒီငါးဖမ်းပြိုင်ပွဲမှာအမျိုးသားတစ်ယောက်ဟာတေနေတဲ့ငါးပုတ်တစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်။ဘေးကလူတွေအားလုံးကသူ့ကိုယူနေတာလားဆိုပြီးဝိုင်းရလောင်ပြောင်ကြသလိုချမ်းသာတဲ့တထေးသားတစ်ယောက်ကလည်းသူ့ကိုလူတော့မတိုးအောင်နှိမ်ချခဲ့ပါတယ်။ဒါပေမဲ့ထိုမျိုးသားကဒီငါးဟာဒေါ်လာ1 သိန်းတန်တယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တဲ့အခါသူကဓာတ်အသေးလေးတစ်ချောင်းနဲ့ငါးပိုက်ကိုခွဲပြလိုက်ပါတယ်။လူတိုင်းအသက်ရှူရက်မတက်ဖြစ်သွားရတာကတော့အထဲကနေစီစိန်ဆက်ကူနဲ့ထုတ်ထားတဲ့စစ်မှန်တဲ့ရွှေတုံးကြီးထွက်လာလို့ပါပဲကြေးတုံးပါလို့ညင်းဆူနေတဲ့တထေးသားလည်းပညာရှင်ကိုယ်တိုင်လာစစ်ဆေးပြီးဒါဟာရွှေစစ်ဖြစ်တယ်လို့အတည်ပြုပေးလိုက်ရတဲ့အခါမှာတော့စွန့်သွားပါတော့တယ်တကယ်တော့ဒီမျိုးသားဟာတာမန်လူမဟုတ်ပါဘူးသူ့မှာငါးတွေရဲ့လှုပ်ဝက်ချက်ကိုသိမြင်နိုင်တဲ့ထူးခြားဆန်းပြတဲ့စွမ်းအားရှိနေတာပါအဆက်ရသွားတဲ့တထေးသားကမကျေနပ်ပဲဒေါ်လာ1 သိန်းထက်လောင်းပြီးဒုတိယအဆင့်မှာဘယ်သူငါပို့ရမလဲဆိုတာစိန်ခေါ်ပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကစွမ်းရှင်အမျိုးသားဟာနီးစနစ်မျိုးစုံသုံးနေတာတော့ငါးတကောင်မှမိမလာပဲတထေးသားကတော့ငါးတွေတရစက်ရနေတာပါပဲအကွက်ရွှေ့ခံလိုက်ရပြီဆိုတာသိသွားတဲ့အမျိုးသားကသူ့ရဲ့မျက်လုံးစွမ်းအားနဲ့ရေအောက်ကိုစတင်ဖက်ကြည့်လိုက်တဲ့အခါသူထေးသားလွတ်ထားတဲ့ရေငုပ်သမားတွေကရေအောက်ကနေငါးတွေလာချိတ်ပေးနေတာကိုကွင်းကွင်းကွက်ကွက်မြင်လိုက်ရပါတော့တယ်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အမျိုးသားဟာငါးမြရံနဲ့အဲ့ဒီရေငုပ်သမားကိုပါကုန်းပေါ်ကိုအားကုန်ဆွဲတင်လိုက်ပါတယ်လူတွေအားလုံးငါးကြီးမိပြီးအထင်နဲ့ဝိုင်းကူကြပြီးကုန်းပေါ်ကိုလည်းရောက်ရောရေငုပ်သမားကြီးကျွံထွက်လာပါတော့တယ်လူအများရှိမှညစ်ပတ်မှုတွေအကုန်ပေါ်သွားပြီးအဆက်ကွဲသွားတဲ့တထေးသားရဲ့မျက်နှာကတော့တကယ်ကြည့်ကောင်းသွားခဲ့ပါပြီအမှန်တရားကတော့အမြဲတမ်းအနိုင်ရစမြဲပါပဲပြိုင်ပွဲရဲ့စုဖလားကြီးကိုလည်းစွမ်းရှင်မျိုးသားပဲထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်